အာနာစတိန်ကသာသူတို့လည်းပါဝင်ဆန္ဒပြခဲ့ပြီအခုကြတော့သူတို့မဟုတ်တယ်လို့ဇကားတောင်အုပ်လိုက်ကြီးရိုက်ပြလိုက်ပြီဒါတော့မျက်နှာပြောင်တိုက်ရဲသေးတယ်နော်ပြောပြန်ရင်လည်းပြောတဲ့သူအစိုးကြအောင်ပါပြည်သူကျွေးရထမင်းကိုစားခဲ့တဲ့အကိုတွေအမတွေကပြည်သူအားပေးမှုနဲ့နန်းဒီတစ်လုံးနေရာတစ်ခုရခဲ့ပြီအခုကြမှာခွေးနဲ့ပေါင်းပြီးပြည်သူမျက်နှာကိုတက်တက်ကြီးသွေးပြလိုက်လှုပ်ထားကြအောင်ပေါ့ကွာအကိုတို့မတို့အခြေအနေရမယ်ဖြစ်ဖြစ်ဝိုင်းရဲတော်ပဲဖြစ်ဖြစ်နီးရတာကြောလို့ပဲဖြစ်ဖြစ်စင်ရပေးနေရတယ်တက်တာမရှိပေးလို့ရဒါပေမဲ့တော်လည်းရေးရှိမှာမျက်စိနောက်လောက်တဲ့အထိတော့မလုံးနဲ့တော့နောက်တစ်ခုကတော်လည်းရေးကိုတောက်ခုစိုက်ရမဟုတ်ဘူးကွာဆိုတဲ့အချိုးမျိုးနဲ့မိုက်ကြီးခွဲသလိုမျိုးလုံနေမယ်ဆိုရင်တော့ညီနဲ့အကူဖေနဲ့သားတော့ခံယူချက်ချင်းမတူရင်စစ်မြေပြင်မှာမင်းဦးမင်းပြစ်ဟာဦးငါပြစ်ဆိုပြီးဆွဲပြမျိုးပြတေကန်းပြလုံနေရတော်တိုင်းမှာအကိုတို့အမတို့လူအမှုပညာသမားတွေတော့ကတော့စမပွဲဘူးဝမ်းရတော့ပါဆိုရင်လည်းဝမ်းရတော့လောက်ပဲလို့နီးရတာကြောက်လို့ပါဆိုရင်လည်းဘယ်တော့ပို့ပြီးနီးတယ်လို့ဆိုတော့ပတ်ဝန်းကျင်ကိုလေ့လာပြီးခဲ့ခဲ့တာတာထိုးနဲ့ပူရဖားရဝမ်းမြောက်ဝမ်းတာနှောက်ထိုးပြီးတော့လုံနေမယ်ဆိုရင်တော့ဒီလေးထားပြီးစီးရပြစ်မဲ့တဲ့စီးရင်ဝင်သွားရင်မာလာ24နာရီလုံခြုံရေးအပြည့်ယူပေးထားမှာမဟုတ်ဘူးသူတော်မိယူတောက်ဟောင်းတဲ့ထွက်ရဲတဲ့အခြေအနေတစ်ခုမှာမင်းတို့လာဆိုရင်တော့အိမ်ထဲထိရောက်လာလိမ့်မယ်စေနာနဲ့တတိပေးတာ